အားလုံးပဲမင်္ဂလာပါနာရူနဲ့ပတ်ကြီး collaboration ထွက်ရှိလာမယ် private skin အသစ်ကို brother တို့အနေနဲ့အလကားရချင်နေဆိုရင်စိတ်ဝင်စားလား brother တို့အနေနဲ့တီးပြီးရင်လည်းဖြစ်မယ်မတိရသေးရင်လည်းဖြစ်မယ်ခုမတိရသေးတဲ့လူတွေအတွက်ပြောပြပေးမှာဖြစ်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဗီဒီယိုမှာပြောပြပေးထားပါတယ်စော့ထားတဲ့ game highlight တွေကိုဒီ TikTok မှာအရင်တင်ရမှာဖြစ်ပါတယ် TikTok မှာတင်မယ်ဆိုရင် hashtag လေးတွေကိုအခုပြထားတဲ့ hashtag လေးတွေကိုခံရမှာဖြစ်ပါတယ်အခုပြထားတဲ့ hashtag လေးဘာမှဗီဒီယိုကအကျုံးမှာဖြစ်ပါတယ်အခုပြတဲ့ hashtag လေးနဲ့ TikTok မှာကိုစော့ထားတဲ့နောက်လိုအင်ဂျီလေးနဲ့ဖြစ်ဒါမှမဟုတ် brother တို့စော့ထားတဲ့ဗီဒီယိုအတိုလေးတွေ highlight လေးတွေကို TikTok မှာတင်ပြီးတော့အခုပြထားတဲ့နေရာလေးမှာလာထည့်ပေးရင်ရပါတယ်ခင်ဗျအဲ့ဒါကြီးထည့်ပြီးသွားပြီဆိုရင် brother တို့အနေနဲ့ကုတ်လေးကိုထည့်မယ်ပြီးရင် TikTok လေးကိုရွေးမယ်ပြီးရင်ဗီဒီယိုလေးကိုတင်လိုက်ရင်ရပါတယ်တရက်ကိုအယောက်20ကန်ဆယ်မဲဖောက်ပေးနေရဆိုတော့ brother တို့အနေနဲ့ကန်ကောင်းရင်ကောင်းနိုင်ပါတယ်ဗီဒီယိုများများတင်လေကိုယ့်အတွက်ကန်များကောင်းလေးဖြစ်ပါတယ်ကန်ဆန်းခွင့်ကတော့17ရက်အချိန်ရပါသေးရဲ့ဗျအချိန်ကာလအနေနဲ့17ရက်ကျန်သေးရဆိုတော့ဗီဒီယိုများများတင်ပြီးတော့ကန်ထုတ်လို့ရပါသေးရဲ့ဗျအဆင်ပြေရဆိုရင် like and follow လေးလုပ်သွားပါဦးခင်ဗျာ